အားလုံးပဲမင်္ဂလာပါဝတ္ထုကောင်းစာအုပ်ကောင်းနဲ့ဇလံကောင်းများစွာကိုတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့အစီအစဉ်ကလေးကနေပြီးတော့မှကြိုဆိုပါရခင်ဗျာဒီနေ့မှာဆိုရင်တော့တက်ထဲရင်ပူဇလံကောင်းလေးတစ်ခုကိုပြပြပေးချင်ပါတယ်အဲ့တော့ကျွန်တော်တို့နဲ့အတူတူအစီအစဉ်ကလေးကိုစီမျောခန်းစားရင်းနဲ့လိုက်ကြည့်ရအောင်ခင်ဗျာလူသူမပေါက်ရောက်နိုင်တဲ့တော်ရီထဲ၌မောင်ညွတ်ဆိုသူကသူ့ရဲ့ရွယ်ချက်ဖြစ်ရောက်လာလေတယ်ထို့သောတော်ရီထဲမှာမြန်မာပြည်ရဲ့အစွန်ဖြစ်တော့လာရှိုးမျိုးနဲ့မိုင်တရာခန့်ကွာဝေးတော့အရက်ဒေတာလည်းဖြစ်လေတယ်ရှေ့လျှောက်ရသွားရလျင်တောနတ်လမ်းကျန်းတောင်စွန်းတောင်ဆွယ်များနဲ့တောင်ကုန်းများရှိ၍လွယ်ကူစွာတွားနိုင်ဖို့မဖြစ်နိုင်ပါဤသို့ဝေးကွာခက်ခဲသောနေရာကိုမောင်ညွန့်ရောက်ရှိနေဒီမှာ9နှစ်ခန့်ရှိနေပြီမောင်ညွန့်ဟာချွေတွင်းလိုက်တူပြီးဟိုဟိုတီတီနေရာအစုံတူးဖော်ခဲ့ရာအန်ဒီရဲ့များခြင်းခရီးဝေးခြင်းစသည်တို့ကိုအယူမပြုတ်နိုင်ပဲနေရာအစုံရောက်နေတယ်ထို့တို့တူးဖော်ခဲ့ရာလူသူမပေါက်ရောက်နိုင်တဲ့နေရာမှာချွေရသဖြင့်ထိုနေရာကိုရပ်တန့်၍9နှစ်မြနေမနာညမနာကျိုးစားပန်းစားချဖွေပြီးစုဆောင်းလေတယ်လက်ရှိမှာအတော်တန်စုမိ၍မြန်မာပြည်တို့ပြန်၍တထေတယောက်ဖြစ်တော်မူကိုကောင်းစွာသိရှိလေတယ်ဒါကြောင့်ပစ္စည်းဥစ္စာများကိုတင်ဆွဲ၍နောက်တစ်နှစ်မှာမိမိနေတဲ့တဲကလေးမှာထွက်ခွာမည်ဟုဆုံးဖြတ်ချက်ချလိုက်လေတော့တယ်မောင်ညွန့်ဟာတဲရှိ၌စေးတံကိုတောက်ခါမိမိပြန်ရမိအရေးကိုတွေးကာသဘောကျနေပါတော့တယ်ဤသို့ဝေးလံလာတော့နေရာကိုလာနေရသည်ကိုတွေးတောရင်းမူလအကြောင်းရင်းကိုမနေ့ကအဖြစ်ပြတ်တကယ်တို့စိတ်ထဲမှာပောက်ပောက်ကွယ်ကွယ်မြင်အောင်လာပါတော့တယ်မောင်ညွန့်ရဲ့ဇာတိဟာရန်ကုန်မြို့ဖြစ်ပါတယ်ငယ်စဉ်ကချမ်းသာတော့လဲမောင်ညွန့်9နှစ်သားအရွယ်မှာမိဘများဟာစီးပွားရေးတွေပြက်ကုန်ကြတဲ့ဖြစ်မိဘများမှလည်းရွေးလျော်ဆုံးပါသွားတာကြောင့်ဦးလေးတဝမ်းကွဲတော်ဆက်သူကကောက်ယူပြီးတော့မှမောင်ညွန့်ကိုမွေးစားထားလေတယ်မောင်ညွန့်ဟာပညာရေးကို10တန်းအထိသင်ခဲ့ရတဲ့သူဖြစ်ပြီးဥစ္စာပစ္စည်းငွေကြေးမရှိတော့လည်းပဲမောင်ညွန့်ဟာစိတ်ပြတ်သွားခြင်းမရှိဘဲနဲ့စိတ်ဓာတ်ကိုကြကြခံ၍အားမငယ်တတ်တော့ကြောင့်လူအများအပေါင်းအသင်းကချီးကျူးတာကိုခံရလေတယ်ဤကဲ့သို့နေလာခဲ့ရာအသက်20ရှိသောအခါလူပြိုတို့တဘာဝမိမိကျောင်းနေဘက်ဖြစ်သောပွဲစားကြီးဦးအောင်ဘာရဲ့သမီးမခင်ဆွေနဲ့ရေငံ၍ချစ်ကြိုက်နေကြလေတော့တယ်အချိန်တွေကုန်ဆုံးပြီးတနေ့တော့အခါမှာမခင်ဆွေကမိတို့ပေါင်းတင်းနေထိုင်မိလဲဟုမေးရာလောကတို့ရဲ့ထုံးစံအတိုင်းမိဘကိုဖွင့်ပြောပြီးလာရောက်တောင်းယူပါလို့စကားဆိုလေတယ်မခင်ဆွေမှာမောင်ညွန့်အားမောင်ရဲ့တဘောပါမောင်မှာဆုံဆုံလင်းလင်းရှိရဲ့လားခုမေးလိုက်တော့အခါဒါတော့ရှားမှာပေါ့ရှစ်မှာအမေအဖေကလည်းမရှိဟိုဒါကတော့မခဲရင်ပါဘူးဦးလေးရှိတာပဲပူလိုက်ရတာကွယ်ရှင်မယားတယောက်ကိုဝါအောင်လှုပ်ကျွေးနိုင်ပါမလားအခုမောင်10တန်းအောင်ပြီအလုပ်ဝင်ရင်တော့60 80တော့အေးဆေးရတယ်စားတောင်းလို့ရပါတယ်ခင်နဲ့မောင်ဘာကုန်မလဲစားတာက30ကျန်တဲ့ငွေကိုစုမယ်ခင်တို့အဝတ်အထည်တွေလည်းဝယ်မယ်ပိုတဲ့ဟာကိုခြံကြဲဝယ်ပြီးရှင်မောင်ဘူးပင်ဟင်းချက်စရာတွေအပြင်ဆိုင်ထားရင်ဈေးဝယ်တော့တတ်တာအောင်မယ်စသဖြင့်လောကအရေးအရာကိုကောင်းစွာမသိပဲပြောဆိုနေတော့တယ်ခင်ကဆက်၍ဒါနဲ့ဘယ်တော့လာတောင်းမလဲခင်ခွင့်ပြုမယ်ဆိုရင်မနှက်ဖြန်လာတောင်းမယ်ဥဆိုလိုက်ရာလာတောင်းလှဲ့ပါခင်ပြောဝင်ရင်တော့အမေနဲ့အဖေကိုပြောထားမယ်မနှက်ဖြန်အဖေနဲ့အမေဟာအိမ်မှာအစင်တက်ရှိမယ်ပြော၍ရှစ်တူနှစ်ဦးဟာပျော်ရွှင်စွာနေကြလေတော့တယ်နောက်တစ်နေ့ရောက်တော့အခါမခင်ဆွေတို့အိမ်ကိုမောင်ညွန့်ဟာတွားလေတော့တယ်အိမ်ရှိကိုရောက်တော့အခါကြောက်စိတ်များရှိ၍အားငယ်နေချိန်အိမ်ပဒင်းပေါင်းမှမခင်ဆွေကိုမြင်တော့မှအားတက်သွားလေတယ်ထိုအချိန်အခိုင်းအစေတယောက်ကိုမြင်၍ဦးအောင်ပါရှိလားခမခုခေါ်မေးရာထိုလူကရှိပါတယ်အလောက်အခန်းထဲဝင်သွားပါဟုဆိုလိုက်တဲ့ဖြင့်အခန်းထဲသို့မဝင့်မရဲဝင်သွားလေတယ်ဦးအောင်ပါဟာမောင်ညွန့်ရဲ့ရှေ့တန်းကိုကြား၍မော်ကြည့်ပြီးမောင်ညွန့်ပါလားထိုင်ကွာဟုဆိုတဲ့ဖြင့်ဦးအောင်ပါအနီးထိုင်လိုက်လေတော့တယ်ဦးအောင်ပါဟာသတင်းစာများကိုဖတ်လေတယ်မောင်ညွန့်မှာကအချိန်အတော်အကြာစဉ်းစားရေးမပြောရဲအောင်ဖြစ်လေတယ်ထို့နောက်မှ
စိတ်ကိုတင်းကပြောလိုက်လေတော့တယ်။ကျွန်တော်မောင်ညွန့်စကားထိ၍နေလေတယ်။ဦးအောင်ပါဟာမောင်ညွန့်ကိုစိုက်ကြည့်ပြီးနောက်ဦးကိုတောင်းပန်စရာရှိလို့ပါ။ဦးရဲ့သမီးနဲ့ချစ်ကြိုက်မိပါတယ်။ဦးရဲ့သမီးကိုလက်ထပ်ခွင့်ရဖို့တောင်းဆိုတာပါ။ခုပြောလိုက်ရာဦးအောင်ပါဟာအရေးမကြီးသလိုနေပြန်မြဲတိုင်းနေ၍မောင်ညွန့်အားတေချာကြည့်ပြီးမှဒီအကြောင်းနဲ့လာတကူမင်းတို့ကငယ်ပါသေးကလားနို့ပေမဲ့ငါကငယ်သေးတယ်လို့သဘောရတယ်မင်းကရောငါသမီးကိုဘာနဲ့တင်တောင်းမလဲဘာနဲ့လက်ထပ်မလဲမင်းသိတဲ့အတိုင်းငါသမီးဟာလူကြီးလူကောင်းရဲ့သားသမီးကွဒီတော့တော်တန်နဲ့မဖြစ်ရင်မဖြစ်နိုင်ဘူးကွမင်းကဘလို့တင်တောင်းမှလဲဟုတ်မေးလိုက်ရာကျွန်တော်ဥတို့ကတောင်းခိုင်းတယ်လို့တောင်းပါမယ်။တိုင်ကွာငွေ1000တင်တောင်းနိုင်ပါမလား။ဟုတ်မေးလိုက်ရာမောင်ညွန့်ရဲ့စိတ်ထဲမှာငွေ900ဟုတွေးထားတော့လေ။ငွေ1000တောင်းရမယ်ဟုဆိုလိုက်တဲ့ဖြစ်များစွာထိတ်လန့်သွားလေတော့တယ်။ထို့နောက်မှကျွန်တော်ငွေ1000နဲ့တင်တောင်းပါမည်ဟုပြောလိုက်ရာအိုးမင်းမငွေ1000ရှိလို့လား။မင်းမိဘအမွေလည်းမရှိဘူး။ဘယ်ကရမလဲ။ကျွန်တော်ဦးလေးရှိပါတယ်။မင်းဦးလေးလားသူ့မှာတော့1000ခင်း2000ခင်းတော့ရှိပါတယ်မင်းကိုပေးပါမလားပေးမှမဟုတ်ဘူးတိုင်ကွာသူတို့က3000လောက်တင်ပေးမယ်ဆိုပါတော့ကွာငါက3000နဲ့ခွင့်ပြုပြီးတဲ့မင်းကဦးသမီးကိုလှုပ်ကြွေးနိုင်ပါမလားအိုးကျွန်တော်ကျွေးနိုင်ပါတယ်ကျွန်တော်7တန်းအောင်ပြီးသားပါအလုပ်ရရင်ဝင်မယ်ဆိုရင်တော့60 90ရနိုင်ပါတယ်အော်60 90လားမင်းတို့60 90နဲ့ရန်ကုန်မှာအိမ်လားကတော့မပေးနိုင်ဘူးပေးလို့လောက်မှမဟုတ်ဘူးကျွန်တော်လောက်အောင်နေပါမယ်ကျွန်တော်နဲ့ခင်လဲတိုင်ပင်ပြီးသားပါကမာရုပ်ဘက်မှာ15ကျပ်20ဆိုရင်နေဖို့အိမ်လေးတွေရပါတယ်အိုးမင်းတို့ကဒီလိုနေလို့မဖြစ်ဘူးစင်ရဲမွဲပြကြမှာပဲငါသမီးကစစ်စင်ရဲမနေနိုင်ဘူးငါသမီးကိုအိမ်နဲ့ယာနဲ့တိုက်နဲ့ကားနဲ့ထားနိုင်မှငါခွင့်ပြုမယ်မင်းတောင်းနိုင်အောင်ကြိုးစားပါပေါ့။ဟိုနို့ပင်မဲ့မက်ခင်ဆွေကနေနိုင်ပါတယ်လို့ပြောပါတယ်။ခင်ဆွေကနေနိုင်ပေမဲ့ငါကမကြည့်နိုင်ဘူးကွ။ဒါကြောင့်ငါထင်ထားသလိုထားနိုင်မှလာတောင်းလှက်လို့ဆိုကပြောလိုက်နေတော့တယ်။မောင်ညွန့်ဟာစိတ်အနှဲငယ်ပြက်တယ်လို့ဖြစ်သွားပြီးမှဒါဖြစ်ရင်ကောင်းပါပြီခင်ဗျာ။သူပြောထားတဲ့အတိုင်းတောင်းပါမယ်။ဒီအတွင်းမှာတပားတူနဲ့နေရမချပေးပါနဲ့ကျွန်တော်ကြံပါမယ်ကျွန်တော်မကြံနိုင်ရင်လဲလက်လွတ်ပါပြီလို့ဦးကိုပြောပါမယ်ဟုတ်ပြောလိုက်ရာဦးအောင်ပါကလည်းလက်ခံလေတယ်ညမကြမီမောင်ညွန့်ဟာဦးလေးဖြစ်သူကိုစကားအရေးအရှိများဖြင့်ပြောဆိုရာဦးလေးလှုပ်သူကအော်မင်းကသားလေးမယားလေးအောက်မေ့နေပြီလားအေးငါလဲစိတ်ကူးလျက်ပါပဲနှုတ်ပေမဲ့မင်းလည်းငယ်သေးပါတယ်ရုတ်တရက်ဆိုတော့ဦးလေးတို့မှာနည်းနည်းကြက်တဲ့အခါရှိတယ်နောက်နှစ်ဆိုရင်တော့တော်အင့်ဖြစ်မယ်ထင်တာပဲသူ့ဆိုကဦးလေးဟာဆိုလိုက်တစ်ဖြစ်အားတက်เสียမပါတာကြောင့်တမျိုးစဉ်းစားပြန်လေတော့တယ်ဤသို့နေလာခဲ့ရာတနေ့မှာမောင်ညွန့်ဟာတရိတ်ထတစ်ခုကိုရှာလိုက်လေတော့တယ်မခင်ဆွေအားစာတစောင်ရေး၍ပို့လိုက်လေတော့တယ်စာမှာအောက်ပါအတိုင်းဖြစ်ပါတယ်မခင်ဆွေအဖေအားတွားရောက်တောင်းဆိုခဲ့စဉ်မှာမောင်ညွန့်အားငါသမီးကိုတိုက်ကြီးတာကြီးနဲ့ထားနိုင်မှခွင့်ပြုမယ်ဖြစ်ကြောင်းမောင်ညွန့်ဟာလက်ခံပြီးဖြစ်ကြောင်းနဲ့ခြာဖွေစုဆောင်ပြီးပြန်လာခဲ့မယ်ဖြစ်ကြောင်းရေးသားလိုက်လေတော့တယ်မောင်ညွန့်စူးစမ်းနေစဉ်မခင်ဆွေအားစောင့်ဆိုင်နေရန်မှာကြားခဲ့လေပါတယ်မခင်ဆွေမှလည်းစာတစောင်ထည့်၍ပြန်၍ဖြည့်ကြားလိုက်ပါတယ်ထိုစာမှာအောက်ပါအတိုင်းဖြစ်ပါတယ်မောင်ကိုအဖေကခွင့်မပြုတာကိုဝမ်းနည်းမိပါကြောင်းမောင်ညွန့်စူးစမ်းချဖွေနေချိန်ခင်ဟာကဘာဆုံးတိုင်အောင်နေမိဖြစ်တဲ့အကြောင်းရေးသားလိုက်ပါတယ်ထို့နောက်ဦးလေးထံမှငွေ100ကိုတောင်းပြီးဝမ်းနည်းခြင်းပူဆွေးခြင်းများနဲ့ဥစ္စာရှာထွက်ခဲ့လေတော့တယ်မြန်မာပြည်အရရက်ကိုဒုက္ခကြီးစွာလှည့်ပတ်ပြီးတော့လောက်ကင်ခဲ့ရာယခုဤနေရာကိုရောက်လာခဲ့ခြင်းဖြစ်ပြီးတော့တယ်ဤကဲ့သို့ချိတ်ဟောင်းနှောက်ဖြစ်များကိုတွေးတောနေရင်
မိမိရဲ့အရှိတစ်ဖက်မှာရေစီးတံများနဲ့အတူမြင်းခွာတံကိုကြားလိုက်ရလေတော့တယ်။ခြောက်တစ်ဖက်ကန်းကိုကြည့်လိုက်တော့အခါလူနှစ်ယောက်ကိုတွေ့ရလေပါတယ်။ဤနေရာကလူအပေါက်ရောက်မရှိတော့လဲယခုအခါလူနှစ်ယောက်ကိုတွေ့လိုက်ရ၍မောင်ညွန့်ဟာအားသင့်ပြီးဖြစ်နေတော့တယ်။လူနှစ်ယောက်ဟာမြင်းကိုတစ်ပင်နှိုက်ရှိ၍ချောင်းရည်စက်ကိုဆင်းလာကြတယ်။မိမိတဲရှိရာကိုလာနေကြတဲ့ဖြစ်မောင်ညွန့်ဟာသူ့ရဲ့ရွှေများကိုအထုတ်ထုတ်၍ဖွက်ခါထားလိုက်လေပါတယ်။လူနှစ်ယောက်မှာတစ်ယောက်ကရို့ဆရာကြီးဟုခေါ်လိုက်လေတော့တယ်။ထိုအခါမောင်ညွန့်ကဘာတုံးပြဟုပြန်ပြီးဖြေကထိုလူကလေရှိရင်ဒီဘက်ကန်းကိုကူးခဲ့ပါဟုဆိုလေတယ်။ထိုအချိန်မှာမောင်ညွန့်ဟာမိမိထံလာတော့လူတွေဟာလူကောင်းလားလူဆိုးလားတွေးနေချိန်ထိုလူကခမားစီမှာစားစရာရှိမလားလို့ပါကျွန်တော်တို့ကရိတ်ခါဖြတ်သွားလို့ပါဗျဟုပြောလိုက်ရာမောင်ညွန့်ကလည်းလက်ခံပြီးတဲစီကိုခေါ်လေတယ်ကံကောင်းလို့ပေါ့ဗျာကျုပ်ကဒီကနေ့ပဲရှိနေမှာစားစရာကတော့တစ်ခါစားလောက်ပဲကြံမယ်ကျုပ်ကဒီကနေထွက်သွားတော့မလို့ဗျပြောပြီးအဲ့တဲ့နှစ်ယောက်ကိုကျမ်းမြင့်ပေါ်ကိုထိုင်စေပြီးတော့စားစရာများကိုတွေးချလေတယ်ဆက်တော့ပြီးတော့ခါစေးတံကိုထုတ်တော့ပြီးလူတစ်ယောက်ကခမားပြန်တော့မကိုတော်တော်လေးများရပြီထင်တယ်ဟာတဲလည်းမရပါဘူးဗျာတဲလည်းမများလှပါဘူးတဲမများဘူးဆိုရင်မဲ့ပြန်လောက်အောင်ရတယ်ဆိုကြတဲ့ကတော်တော်တန်ရနေပြီထင်တယ်တုံတော်ဖြစ်တဲလည်းမလိုက်ပါဘူးဗျာကိုရောက်ဒီရောက်နဲ့တဘောကြတဲ့နေရာကိုမတွေ့သေးဘူးမိတ်ဆွေကဘယ်တော့ပြန်မလဲမနှက်ဖြန်ပြန်มาတော့မယ်အထောက်တွေဘာတွေတော့ပြင်ပြီးပါပြီကံကောင်းလို့တွေ့တာမနှက်ဖြန်ဆိုရင်တော့ဒီနေရာမှာတဲကလေးပဲတွေ့ရတော့မယ်ကံကောင်းတယ်ဗျာခမရကတော့အရင်ကဘယ်မှာနေရတော့ကျွန်တော်ကရန်ကုန်ကဗျဟုတ်ပြီကံကောင်းရဗျာခမရကတော့လူနာတူနာပြန်ရတော့မယ်ဒီဟာထက်ဒီရက်မှာတော်တော်ထွက်တယ်လို့ပြောကြတယ်ဟာတိတ်လည်းမများလှပါဘူးဗျာလောက်ရတာနဲ့ရရနဲ့ကာမိယုံပါပဲကာမိယုံလောက်ပဲဆိုတော့လောက်ပြောပါပြီတောက်တော်ဖြစ်ဒီလောက်ကိုပဲမရလို့ခတ်နေတယ်ခုပြောဆိုရင်တယောက်နဲ့တယောက်ညက်ရိတ်ညက်ကဲများပြနေဒီကိုမောင်ညွန့်ဟာတရိပ်ထားမိသွားလိမ့်တော့တယ်ထို့တို့စကားပြောဆိုနေရင်ကြံတယောက်ကမိတ်ဆွေအခုပြတ်မယ်ဆိုတော့ဘလောက်များရနေပြီလဲတဲလည်းမများပါဘူးဗျာခိုးရောက်သွားလို့ရောင်းရရင်3000ဘိုးလောက်ရပါမလားမများလှပါဘူးဗျာမညာနဲ့လေများလဲများတယ်ပေါ့တုတ်တို့ကခမည်းချမ်းသာနေတယ်လို့ကြားတယ်ခုပြောကပြုံဖဲဖဲလုံးနေကြပါတော့တယ်မောင်ညွန့်ဟာစိတ်ထဲမှာမတင်ကာဖြစ်နေတာကြောင့်ခမည်းတို့နဲ့ဘာဆိုင်လို့တော့ကျုပ်ဘလောက်ရဘာလို့မေးစရာရှိလဲဟုခက်ထန်နဲ့ပြောလိုက်ရာထိုလူကကကောင်းမေးတာကကောင်းဖြေပါပြန်ပြီးတော့မှပြောချလေတယ်ထိုအခါမောင်ညွန့်ကခမည်းတို့ကဘာလို့ရှင်တာလဲဘာမှမလုပ်ရှင်ပါဘူးဗျာဟုပြောဆိုပြီးနောက်အတန်ကြာတဲ့အခါမှာထိုလူကဆေးတံကိုတောက်လျက်ဆေးထမ်းမိဟန်ဖြစ်မိမိအိတ်ကိုဆမ်းပြီးနောက်ခမည်းမဆေးမပါဘူးလားမေးရမောင်ညွန့်ဟာထိုင်ရမှထမယ်အပြုလူနှစ်ယောက်ဟာပိတ်ဆို့ထားလိုက်ပါတော့တယ်ထိုအခါမောင်ညွန့်ဟာဖဲပါဗျာဘာလို့တားဆီးနေရလဲပြောကတွန်းဖယ်လိုက်ပါတော့တယ်ထိုတို့ပြုလုပ်စဉ်တဟာဟာနဲ့ရီရန်ကိုကြားရပြီးနောက်ဗမြောင်ကိုထုတ်လျက်ကိုင်းအားတော့နာပါတယ်ဗျာနှုတ်ပေမဲ့ခမည်းတဲ့ကြားလို့ဟိုးအဝေးကြီးကလာခဲ့ရတာခမည်းရွှေတွေဘယ်မှာထားသလဲဘာတော့ခမည်းတို့ကလူဖို့ကြံနေရလားအထူးပြောမနေပါနဲ့လေခမည်းမြင်တဲ့အတိုင်းတုတ်တို့က2ယောက်ဖြစ်နေပြီအခုခမည်းကိုအုပ်မိနေပြီခုခံမယ်လို့မကြံပါနဲ့မရဘူးရမှလည်းမဟုတ်ဘူးအေးဆေးပဲပေးလိုက်ပါခုခံရင်ခမည်းပဲနာမှာပဲအေးဆေးပေးလိုက်ရင်ကောင်းကြံရက်ခဲ့မယ်နောက်ထပ်ချပြီးတော့ယူနိုင်ပါတယ်ဘယ်မှာထားလဲကောင်းပြောပါဟုဆိုကရှင်းချောင်းလိုက်လေတယ်မောင်ညွန့်ဟာ9နှစ်လုံးပင်ပန်းရှာဖွေထားတဲ့ရွှေများကိုမပေးနိုင်တာဖြစ်၍ဘလို့ခုခံရမလဲဆိုတာကိုတွေးတောနေပါတော့တယ်အတန်ကြာတဲ့အခါထိုလူကကိုင်လေးကြံမနေပါနဲ့တော့ဘယ်မှာထားတယ်လဲပဲဖြေပါခုမေးလိုက်ရာမောင်ညွန့်ဟာထိုလူ2ယောက်အနက်1ယောက်ကိုလက်တီနဲ့တအားလွှဲပြီးထိုးလိုက်ပါတော့တယ်
ထိုလူမှလည်းမချောင်အားပဲပြင်းထန်တဲ့လက်တီချက်ကြောင့်တဲကလေးအစွန်းမှကျသွားလေတော့တယ်ထိုအခါကြံတယောက်ကမောင်ညွန့်ကိုအနောက်မှခုံအုပ်၍ချုပ်ထားလိုက်ပါတော့တယ်ထို့သုံးသားဟာတဲအောက်မြေပြင်မှာလုံထွေးပြီးရုံရင်းဆန်ခတ်ဖြစ်နေကြပါတော့တယ်အချိန်ကြာလုံထွေးတက်ပုတ်ပြီးနောက်နှစ်ယောက်နဲ့တစ်ယောက်ဖြစ်တာကြောင့်နှစ်ယောက်တမားထဲကတစ်ယောက်ကအနီးရှိဒုတ်ချောင်းကိုတိုင်ကာမောင်ညွန့်အားတအားလွှဲရိုက်လိုက်ပါတော့တယ်မောင်ညွန့်ဟာလဲကျသွားပြီးမိမျောသွားချလေပြီအထိုးခံရတော့သူ့မှာအမဲတော်တော်ခံတဲ့ကောင်ခွေးမသာအေးအေးဆေးဆေးမပေးဘူးသေပြီတော့ဟုဆိုကာတို့ကိုတအားလွှဲရိုက်မယ်အပြုကြံတယောက်ကထားလိုက်ပါလုံးမနေပါနဲ့ဟိုဗျာဒီကောင်သေမအေးမှာအောင်မယ်လူစွမ်းကောင်းမလုံးနေပါနဲ့တော့ဟိုကသေနေပြီမြန်လာအဖော်အပေါင်းတွေရှိရင်တွေ့နေဦးမယ်ဆိုကာမောင်ညွန့်တဲကလေးအားလှန်လောရှာဖွေနေပါတော့တယ်မောင်ညွန့်အားအစင်နဲ့ထောက်ထားတော့ချွေများကိုတွေ့သွား၍နှစ်ဦးသားဟာယူလိုက်ပါတော့တယ်မောင်ညွန့်ရဲ့တဲထဲမှာတနက်တလက်ကိုလည်းတွေ့တဲ့ဖြစ်နှစ်ဦးသားဟာတနက်ကိုလည်းယူသွားပါတော့တယ်မောင်ညွန့်ဟာမြေပြင်ပေါ်မှာအကူမရှိအထူမရှိမိမျောကကြံခဲ့လေတယ်ဒဏ်ရာပြင်းထန်တာကြောင့်အချိန်အတော်ကြာမထနိုင်အောင်ဖြစ်နေတယ်လူတို့ဟာတေကံမရောက်တမပြောက်ဆိုတကယ်လို့မောင်ညွန့်ဟာအတန်ကြာမှအမူးပြေ၍ထထိုင်လေတယ်ထိုအခါကပြကရာနဲ့ကြည့်လိုက်ရာထိုလူနူဦးဟာပစ္စည်းများကိုယူ၍တစ်ဖက်ကန်းတို့ရောက်ပြီးလျင်မင်းများကိုစီနင်းပြီးနောက်ဖပြေးကြပါတော့တယ်ကြံခဲ့တဲ့မောင်ညွန့်မှာမိမိတဲထဲ၌ပစ္စည်းများကိုရှာဖွေယူတော့တာကိုတွေ့လိုက်ရ၍မိမိရွှေတို့ပါသွားတာကိုသိလိုက်ရပါတော့တယ်ထို့သိလိုက်စဉ်မိမိဟာတစ်ဖက်လူမသိမချင်းမိမိပစ္စည်းများပြန်ရမည်ကိုမလွယ်တာကြောင့်မိမိရဲ့တနက်ကိုယူမယ်အပြုမိမိတနက်ကိုပါယူသွားတာကိုတွေ့လိုက်ရပါတော့တယ်ထိုအခါမိမိတဲခေါင်မိုးတစ်ချက်ကြည့်လိုက်ရာပွက်ထားတော့တနက်ကိုတွေ့ရတဲ့ဖြစ်အစင်နဲ့ဆွဲယူကာရန်တော့များကိုထည့်လျက်မိမိတဲအနီးရှိမြင်းကိုပါတွေ့ရလျင်အာတက်ကမြင်းပေါ်ကိုတက်လျက်6တစ်ဖက်ကန်းကိုကူးရသွားပါတော့တယ်6တစ်ဖက်ကန်းကိုရောက်တော့အခါဘယ်ကိုလိုက်ရမလဲဖြစ်လွတ်နေပါတယ်ထိုလူနှစ်ယောက်ဟာတောင်ကိုသွားသလားမြောက်ကိုသွားသလားစဉ်းစား၍မရဖြစ်နေပါတယ်ထိုအခါမောင်ညွန့်ဟာတတိတစ်ချက်ဝင်လာပြီးသူပထမလာစဉ်ကဤအရက်လုံးကိုမြင်နိုင်တဲ့တောင်ထိပ်ကြီးကိုတရိယကနေဝင်ချိန်ဖြစ်တဲ့ဖြစ်များမကြမီမှောင်တော့မှာကိုလည်းစိုးရိမ်လာပါတယ်အလင်းရောက်မရလျင်ခြာရခက်ခဲမှဆိုတဲ့ဖြစ်မြင်းကိုဒုံဆိုင်၍နှင်လိုက်ပါတော့တယ်အတန်ကြာမောင်းနှင်းပြီးနောက်တောင်အစကိုတွေ့တဲ့ဖြစ်အာတက်ကထပ်မံမောင်းနှင်းပါတော့တယ်ထိုတောင်မှာပေ900အမြင့်ရှိပြီးအပေါ်မှကြည့်လျင်အားလုံးကိုမြင်ရမှာဖြစ်ပါတယ်တောင်ပေါ်တို့ရောက်တော့အခါတစ်ဖက်မှာဂျောင်းရှိနေတဲ့ဖြစ်မြင်းဟာဗရက်ရက်လိုက်၍မြင်းပေါ်မှာမောင်ညွန့်ဟာလွတ်စင်ကျသွားပါတော့တယ်ထို့နောက်ကပြကရာနဲ့မြင်းပေါ်ကိုပြန်တက်ကာအပေါ်မှကြည့်လိုက်လေတယ်ထို့တို့ကြည့်လိုက်ရာအဝေးမှမြင်းနှစ်ကောင်နဲ့လူနှစ်ဦးဟာအေးအေးလူလူပုံစံနဲ့အရှိတ်ဘက်တို့တွားနေဒီကိုတွေးလိုက်ရပါတော့တယ်မောင်ညွန့်မြင်လျင်မြင်ချင်းမိမိလက်တွဲမှမလွတ်နိုင်ဟုတွေးပြီးလာလန်းတိုင်းမလိုက်ပဲမိနိုင်မဲ့ဖက်လန်းကလိုက်ပါတော့တယ်တောင်ပေါ်မှတောင်အောက်ကိုဆင်းရတာကြောင့်ကြောက်များတောင်စုံများဝါးပင်ပိတ်ပေါင်းများထူထပ်နေတာကြောင့်မြင်းကြီးမှမူတရိကြီးစွာထားပြီးနောက်ဆင်းနေရပါတော့တယ်လမ်းကလည်းကျန်းနေတာကြောင့်တခါတလေခြေထောက်၍မရနိုင်တာကြောင့်ခြေချော်ကျ၍ရင်းရိုင်ကမြင်းကြီးမှမူဆင်းနေရချပါတယ်အတန်ကြာဆင်းပြီးနောက်တောင်အောက်မြေကြီးပေါ်ကိုရောက်သွားပါတော့တယ်ရောက်လျင်ရောက်ရှင်မြင်းကိုအတင်းဆိုင်ပါတော့တယ်အတန်ကြာအောင်ဆိုင်ပြီးနောက်ထိုလူနှစ်ဦးကိုအလင်းရှိနေတော့အမှောင်ထဲ၌တွေ့မြင်ရပါတယ်တနက်ကိုရန်ထိုးပြီးနောက်အသက်အနေထားပြုတ်ထားလိုက်ပါတယ်ထိုအခါမနီမဝေးလိုက်မိနေ၍လူနှစ်ဦးဟာအနောက်ကခြေတံကိုကြားရတဲ့ဖြင့်လှည့်ကြည့်ရာမောင်ညွန့်လိုက်လာနေသည်ကိုတွေ့ရတဲ့ဖြင့်လူနှစ်ဦးဟာလည်းမြင်းကိုအမြန်နှင်မောင်းကြပါတော့တယ်မောင်ညွန့်မှလည်းအနောက်ကနေအမိလိုက်၍တနက်ဖြစ်ချိန်ရွယ်ကပြစ်မဲ့အပြုသူ့ရဲ့ဦးကောင်းသားကဝီကနေအတန်ကိုကြားလိုက်ရပါတော့တယ်ထိုလူဦးမှလည်း
တနက်ပါရာကိုသတိထားမိတော်၏မောင်ညွန့်ဟာစက်မလိုက်ဝင်ပဲနဲ့မြင်းကိုခစ်တရန်နာလိုက်ပါတော့တယ်ဤတို့ရက်လိုက်စဉ်အမောင်တို့ဟာလည်းတရိပ်ရိပ်နဲ့ဖုံးအုပ်ညအချိန်ကိုဝင်နေပြီဖြစ်ပါတယ်ထိုလူလူကိုပြသွားမှဆိုသည်ဖြင့်မြင်းခွာတံကိုနားထောင်ကအနောက်မှခတ်ခွာလိုက်ရပါတော့တယ်ထို့တို့လိုက်နေရင်တနက်ဖြစ်လဲမှန်း၍ပြစ်ပါတယ်တစ်ချက်နှစ်ချက်ပြစ်ပြီးနောက်အတမကြားတာကြောင့်ကွေ့များသွားပြီလားလို့ထင်နေစဉ်ရုတ်တရက်မနီးမဝေးမှဝင်းကနေမြင်လိုက်ရတာကြောင့်အနီးနားမှာကန့်နေချောင်းကိုတိလိုက်ရတော့အခါထပ်မှန်ရေးခွာပြန်ပါတယ်ထို့တို့မောင်ညွန့်နဲ့လူနှုတ်ဟာအပြန်အလှန်ပြစ်ခဲ့ကြပြီးနောက်ခရီးနှင်ကြပါတယ်ညအချိန်ဖြစ်တာကြောင့်အတန်ကြာတဲ့အခါလာရောင်နဲ့ကောင်းစွာမထင်မရှားမြင်နေရပါတော့တယ်ထို့တို့လိုက်ရင်ရှေ့တန်းပြောက်တော့တစ်ဖြစ်မောင်ညွန့်ဟာထိုလူနှုတ်ပြောက်တော့မှဆိုတစ်ဖြစ်မြင်းကိုထပ်မှန်၍အတင်းဆိုင်ပါတော့တယ်ထို့တို့အပြင်းနှင်ခဲ့လေရာရုတ်တရက်မိတို့ဖြစ်သည်မသိမြင်းကြီးဟာအရှိကိုငိုက်ဆိုင်ကျသွားကမိမိမှလည်းလွတ်စင်ကျသွားပြီးနောက်ဘုံကနေဆိုတဲ့အတန်ကိုကြားပြီးမိမျော၍သွားပါတော့တယ်ဒီလိုနဲ့အတန်ကြာမိမျောပြီးနောက်အတန်တွေမှလည်းဖြည်းဖြည်းပြောက်ွယ်သွားပါတယ်မောင်ညွန့်ဟာတတိယလာ၍ဖြည်းဖြည်းထားကြည့်ရာကြောက်ထက်ကျသွားတော့အချိန်ကြောင့်နာကျင်ကြိုက်ခဲပြီးမထနိုင်အောင်ရှိနေပါတယ်အတန်အကြာခါမှနားထဲမှာစကားပြောတဲ့တက်ကိုကြားလိုက်ရပါတော့တယ်ဟေးဒီကောင်ကိုခေါ်သွားလို့ဟန်ကြပါမလားဟန်မကြတော့ရောဘဲနဲ့လုံမလဲမဟုတ်ပါဘူးကွဒီအကောင်ကအလှတာမင်းတို့ရဲ့ကောင်မအကြောင်းလဲသိသားနဲ့မြင်သွားလို့ခတ်နေပါဦးမယ်ကွာဒီတော့လည်းမတတ်နိုင်ဘူးလေခေါ်တော့တာပဲကောင်းလိမ့်မယ်လို့ထင်တယ်ဟိုရောက်ရင်သူ့မမြင်အောင်ငါဖွက်ထားမယ်ပြီးမှအလွတ်လိုက်မယ်ဒီလိုမလုပ်ပဲထားခဲ့ရင်ပို့ပြီးတော့စိုးရင်ရတယ်သူသတိရလာလို့နိုးရင်တောင်သွားမြောက်သွားနဲ့ဟိုကိုရောက်လာမှပို့ပြီးခတ်နေမယ်ခေါ်ပြီးဖွက်ထားရင်တွေးဖို့ခဲရင်နဲ့လိုလက်ထဲမှာသူသတိရလာရင်ဟိုကောင်မနဲ့မတွေ့အောင်တော်ရတက်ရကိုနှင်လိုက်ကြတာပေါ့ကွာမဟုတ်ဘူးလားအေးမင်းပြောလို့ပဲလောက်ရမှာပေါ့ဂိုင်းမင်းကခေါင်းကမှငါကရှေ့ရမှမယ်အခုတောင်နည်းနည်းသတိရလာပြီထင်တယ်ဆိုကနှစ်ဦးသားခေါင်းကတစ်ယောက်ခြေကတစ်ယောက်မှပြီးစမ်းချောင်းကလေးကိုဖျက်၍တဲရှိရာကိုခေါ်သွားပါတော့တယ်ထိုလိုနှစ်ဦးဟာတာနောနဲ့တေလူဖြစ်ကြပါတယ်ထိုလိုနှစ်ဦးမှာရက်ဆက်ကြမ်းကြောက်တာကြောင့်ရုပ်စင်းတရံမှာလည်းလူနဲ့မတူပဲကြောက်စရာကောင်းနေပါတော့တယ်တာနောကအရက်ရှိပြီးတေလူကတော့အရက်ပုပါတယ်သူတို့ဟာတောထဲမှာအတူနေလာခဲ့တာ10နှစ်ကျော်မျှရှိလေပြီစကားပြောတော့အခါဟိုကောင်မဆိုဒီမှာလဲယခုမိမိတို့ရဲ့တခင်မဖြစ်တော့နန်းစောဆိုသူပဲဖြစ်ပါတယ်ထို့တို့နှစ်ဦးသားတက်လာခဲ့ရာတောဆက်ကလေးနားကိုရောက်လာပါတယ်တောဆက်ရဲ့တစ်ဖက်မှာကွင်းပြင်ကျယ်ကြီးတစ်ခုရှိပါတယ်ဘေးပပတ်လှဲ့မှာလဲတစ်ပင်ဝါပင်ခြုံရွယ်များနဲ့ပြည့်နှက်နေပါတယ်ပန်းပင်ပန်းကင်းများနဲ့အလက်တက်မှာအင်ကြီးတစ်လုံးကိုလည်းမြင်တွေ့လိုက်ရပါတယ်ထိုအင်ကြီးဟာရန်ကုန်မြို့ပေါ်မှာလို့အင်ကြီးအိမ်ကောင်းနဲ့ဆက်လုပ်ထားတာကြောင့်မြင်ရသူဖို့မယုံနိုင်စရာအံ့ဘွယ်တစ်ခုဖြစ်နေမှသိကြပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း30-40ဝန်းကျင်လောက်ကအထက်မြန်မာပြည်ကိုအင်္ဂလိပ်တို့တဲယူခဲ့တာကြောင့်မင်းအကူအပြောင်းတွေဖြစ်ကဗယုတ်ပရက်ဖြစ်နေတဲ့ကာလခေတ်ပြက်ကိုရောက်ခဲ့ကြပါတယ်ထိုကိကြီးမှာအာကြီးသူကအနံ့ရရှိပြီးတော့အာနဲ့သူစီမှာလူယူကြ၍တောတပုံများလဲတောင်းကျမ်းနေကြပါတယ်အထက်အောက်မြန်မာပြည်တလွှားမှာရောင်ကြီးပူဟုထင်ရှားခဲ့ပါတယ်အင်္ဂလိပ်မင်းတို့အုပ်စိုးလေရာရှမ်းပြည်နယ်အတွင်းမနေဝန်းတော့ပဲနဲ့လူသူမနီးတဲ့တော်ရီထဲ၌နောက်လိုက်တပည့်များကိုခေါ်ကာတောပင်ပေါင်းပင်များကိုတောက်တင်ရှင်းလင်းပြီးအင်ကြီးတစ်လုံးကိုစောက်စီခဲ့ပါတယ်ထို့နောက်ရှမ်းဘုတ်တူရဲ့သမီးကိုတောင်းရမ်းယူပြီးပေါင်းတင်နေထိုင်ခဲ့ကြပါတယ်၃နှစ်မြကြာတဲ့အခါမှာသမီးလေးတစ်ယောက်ကိုဖွားမြင့်ခဲ့ပါတယ်ထိုလူမှာနန်းစောပဲဖြစ်ပါတယ်နန်းစောကိုချစ်ခင်ယူရလျက်လူလိမ့်စိမ့်မရှိအောင်လိုအပ်တာများကိုမြို့ကိုလူကိုလှည့်၍ဝယ်ချမ်းစေခဲ့ပါတယ်နန်းစော6နှစ်အရွယ်မှာမိခင်ကြီးဟာဆုံးမသွားပါတယ်ရောင်ကြီးပေါ်မှာသမီးလေးနန်းစောကိုရှစ်လျက်လိုအပ်တဲ့များကိုရုပ်ဖြတ်ကာမြို့ပေါ်တက်ပြီးဝယ်ချမ်းပါတယ်အလောက်ကိစ္စများကြောင့်လဲမြို့ပေါ်တို့မကြခဏရောက်ပါတယ်
ရောင်ကြီးဘိုဟာရာဇဝတ်သားတယောက်ဖြစ်တာကြောင့်တနေ့မှာအစိုးရရဲ့နားကိုပေါက်ကြားသွားခဲ့ပါတယ်သူဟာမြို့ပေါ်မှာကြကြမနေရဲပဲလိုအပ်တဲ့များကိုဝယ်၍ပြန်ရပါတော့တယ်လူတို့ဟာတန်စာတာအနေအမြင့်ရှိတာကြောင့်တရက်မှာရောင်ကြီးဘိုမှာမြို့မအိမ်ပြန်လမ်းမှာရန်သူရဲ့အငွေအသက်များရတာကြောင့်တရိပ်ကြီးစာထားပြီးခရီးနှင်ခဲ့ရပါတယ်လမ်းခုလက်မှာအမှတ်မထင်အနောက်မှမြင်းလေးစီးလိုက်လာတာကိုသိလိုက်ရပါတယ်များမကြာမီမြင်းများဝိုင်းလှည့်ရက်ပိတ်ဆို့လိုက်ကြပါတော့တယ်ထို့နောက်ထိုလူထဲမှဘူလုတ်တူကရက်လိုက်ဟုဆိုကာရောင်ကြီးဘိုဟာလက်ထဲကဓာတ်နဲ့ခုခံမဲ့အပြုခုခံမနေပါနဲ့ဗျာလက်နဲ့ချက်လိုက်ပါတော့ခမားရောင်ကြီးဘိုမဟုတ်လားခမားကိုတတိချာချာမှတ်ထားတာပဲမလွဲနိုင်ပါဘူးဆိုတဲ့ဖြစ်ရောင်ကြီးဘိုလည်းဟုတ်မှန်ကြောင်းပြောလိုက်ပါတော့တယ်ထိုအခါဟုတ်ပြီခမားကိုဖမ်းဖို့အစိုးရကဝရမ်းစာထုတ်ထားတယ်ကြည့်မလားဆိုကာဒါကြောင့်ခမားကိုဖမ်းရပါလိမ့်မယ်အဖမ်းခံပါခုခံရင်မြင်းတဲ့အတိုင်းတနက်နဲ့အသေးဖမ်းပါလိမ့်မယ်ဝရမ်းစာမှာတည်တည်ချစ်ချင်းပါပါတယ်ရောင်ကြီးဘိုဟာလက်လျှော့ဟန်ဖြစ်မင်းတို့ကလက်ဦးသွားပြီဆိုတော့ဖမ်းပါမင်းတို့ကလည်းဝတ်တရားနဲ့လာခဲကြတာဆိုတော့ငါမခုခံတော့ပါဘူးဆိုကဓားကိုရွှေ့၍ပေးလိုက်ပါတော့တယ်ထို့တို့ဖမ်းဆီးပြီးနောက်လာရှိုးမြို့ဘက်ကိုပြန်ခဲကြပါတော့တယ်ရောင်ကြီးဘိုမှာသမီးလေးကိုစိတ်မချနိုင်၍ရှင်ကွဲရမိအရေးကိုတွေးတော့ကမျက်ရည်များကျလျက်လိုက်ပါသွားပါတော့တယ်တော်ကြီးရဲ့အလဲအင်ဂျီနဲ့အတူကြံရင်ခဲ့တဲ့နန်းစောမာမူဖခင်ဖြစ်သူပြန်လာနိုးနဲ့စောင့်မျှော်ခဲ့ရာ3ရက်ကြာပြီးနောက်စိုးရိမ်ကြီးစွာဖြစ်နေတာကြောင့်လွတ်ပြီးရှားစေပါတယ်ထိုလူလဲ3ရက်အကြာသတင်းမကြားပဲပျောက်ဆုံးသွားပါတယ်နန်းစောဟာပိုပြီးစိုးရိမ်သွားတာကြောင့်နောက်ထပ်လူတစ်ယောက်ကိုလှုပ်စေပြီးတော့စုံစမ်းစေပါတယ်ထိုအခါမှာလဲ3ရက်ကြာပြီးပြန်မလာပဲဘာသတင်းမှမရဖြစ်နေပါတယ်နန်းစောရဲ့အနားမှာလူတစ်ယောက်သာကြံပါတော့တယ်ထိုလူကိုလွှတ်ရင်လဲသူ့ရဲ့အနားမှာအဖော်မရှိတော့ပါဘူးပျောက်မှကိုလဲစိုးရိမ်နေပါတယ်နောက်ဆုံးစောပြချက်ချပြီးတော့သတင်းမေးဖို့လွှတ်လိုက်ပါတယ်သတင်းရတာနဲ့ပြန်လာဖို့ကိုလည်းအထက်ထပ်မှားကြားလိုက်ပါတယ်ထိုလူမှလည်းထွက်သွားပြီးပြန်မလာနိုင်ဖြစ်နေပါတယ်တပတ်ကနေတလအကြာပြန်လာနိုးနဲ့စောင့်မျှော်နေရှာပါတယ်နောက်ဆုံးတယောက်မှပြန်မလာတော့ပါဘူးဘာသတင်းမှလည်းမရပဲတောထဲမှာတယောက်တည်းဖြစ်ကစားစရိတ်ရိတ်ခါတွေလည်းပြက်လို့လာပါတယ်တရက်မှာတာနောနဲ့တေလူတို့ဟာမျက်စိလဲလမ်းမလာပြီးအင်ကြီးစီကိုရောက်ခါရကြပါတယ်အင်ကြီးကိုရောက်လာတော့အခါနန်းစောကိုမြင်ပြီးနှစ်ဦးသားရှစ်ခင်စုံမှတ်သွားကြပါတယ်ထို့နောက်တဲခုခွင်တောင်းနေပြီးအတန်ကြာတဲ့အခါနန်းစောရဲ့အဖြစ်အပျက်ကိုသိရ၍နှစ်ဦးသားဆွဲဆောင်တော့ပါတယ်တာနောနဲ့တေလူဟာမိမိအလိုကိုအလျှော့နီးနဲ့ဆွဲဆောင်ရည်မရတဲ့ဖြစ်အကျန်းနီးကိုသုံးတော့လဲနန်းစောဟာတရိပ်ကြီးစာထားပြီးနေပါတယ်သူ့ရဲ့ခါးထဲမှာဓမြောင်ကိုအမြဲဆောင်ထားကမိမတယောက်တည်းတော်ထဲမှာနေလို့အနိုင်ကျင့်မယ်လို့တော့မကြံနဲ့ဒီမှာတွေ့လာတာရင်ပွင့်သွားမယ်သူပြောဆိုရာတာနောနဲ့တေလူမှလည်းငြိမ်ပြီးနေရပါတော့တယ်နန်းစောဟာထိုလိုနှစ်ဦးရှိရင်အဖော်ဖြစ်တာကလည်းတကြောင်စားစရာတောက်စရာတွေနဲ့လက်တို့လက်တောင်ခိုင်းဖို့လိုနေတာကလည်းတကြောင်တာနောနဲ့တေလူကိုအင်ကြီးမှမထားပဲအိမ်အနီးမှတဲဆောက်စေပါတယ်တာနောနဲ့တေလူကလည်းနန်းစောကိုချစ်ကြိုက်မိတာကြောင့်ရနိုနိုနဲ့နှစ်ဦးသားအခွင့်အရေးကိုဆောင်၍နန်းစောကိုလောက်ကျွေးပြုစု၍တဲမှာနေရပါတော့တယ်ယခုအခါလဲတစ်တူများကိုရှာဖွေရင်းမောင်ညွန့်ကိုတွေ့ရတဲ့ဖြစ်ခေါ်ခဲ့ကြတာပဲဖြစ်ပါတော့တယ်မောင်ညွန့်ကိုတဲလာခဲ့ရာအိမ်နာတို့ရောက်တော့အခါနန်းစောမမြင်အောင်ဖုံးကွယ်ပြီးတဲကလေးထဲကိုဝင်သွားလိုက်ပါတယ်နန်းစောဟာတာနောနဲ့တေလူဟာအရာတစ်ခုကိုတဲလာတာကိုသိရ၍မသိသလိုနေတယ်ပြီးမှတဲအနာကိုတိုး၍ကြည့်လိုက်တော့အခါလူတစ်ယောက်ကိုစိတ်ထဲ့ပေးနေတာကိုမြင်တွေ့လိုက်ရပါတယ်ထိုအခါနန်းစောကဘာဖြစ်တာလဲမပြောတတ်ဘူးလူရိုက်ပစ်ခဲ့သလားမသိဘူးခေါင်းမအနာရပြီးမေ့နေတယ်ဩလူကလေးကအချော်သားပဲကောင်းကူးတတ်လိုက်ပါကွယ်ထို့တို့နန်းစောကပြောလိုက်ရာတာနောနဲ့တေလူဟာနန်းစောရဲ့အပြောကြောင့်များစွာစိတ်မချဖြစ်လို့နေပါတယ်မောင်ညွန့်နေကောင်းတာနဲ့နှင်လိုက်မယ်လို့လည်းတွေးထားလိုက်ပါတော့တယ်
3 ရက် 4 ရက်လောက်ကြာပြီးနောက်မောင်ညွန့်ဟာတက်တာလာပါတယ်ထို့တို့တက်တာเจ้าကိုတီတော့အခါနှစ်ဦးသားတိုင်ပင်ပြီးပြန်လွတ်တော့မယ်လို့ဆုံးဖြတ်ချက်ချကတေလူကမြင်းကိုပြင်ပြီးတောဆက်ကစောင့်နေပါတယ်တာနောကမောင်ညွန့်ကိုတွားခေါ်တော့အခါတဲကလေးထဲ၌တက်တာယုံတာမကတင်တုံးသားနဲ့နှကမ်းမွေးမုတ်ဆိတ်တူမွေးတို့ကိုတောက်တင်ရှင်းလင်းနေတာကိုတွေ့လိုက်ရပါတယ်မောင်ညွန့်ဟာလွန်စွာကြည့်ကောင်းပြီးရုပ်ရည်လျှော်မော်တန့်ပြန့်နေတာကြောင့်တာနောမနာလိုစိတ်တွေဖြစ်မိပါတယ်ဟေးနှကမ်းမွေးတွေဘာတွေရဲလို့ပါလားမာပြီမဟုတ်လားဟုတ်ကဲ့မာပါပြီခင်ဗျာကျွန်တော်ကိုလက်ခံပြီးဆက်လျှောက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးတင်စရာမလိုပါဘူးအခုမင်းကျမ်းမရင်မင်းသွားမဲ့လမ်းသွားမယ်မဟုတ်လားဟုတ်ကဲ့သွားပါမယ်ဒါဖြစ်ရင်မမြတ်ပြောမနေနဲ့တော့မင်းဒီမှာနေရ6ရက်ရှိပြီမြန်သွားပြီတော့ကဲလိုက်ခဲ့ပြီတော့မင်းဖို့ငါမြင်းပြင်ပြီးပြီရုတ်တရက်ပြောဆိုလိုက်ရကြောင်းမောင်ညွန့်ဟာအံ့အားသင့်သွားပြီးမှမိမိကိုတွားစေခြင်းနေတာကိုသိရ၍တွားပါမယ်ဟုပြောလိုက်ပြီးတန်တော်နောက်ကလိုက်တွားပါတော့တယ်တောဆက်ကလေးစီကိုရောက်တဲ့အခါတေလီကိုအစင်တစ်တွေးလိုက်ရပါတယ်ဂိုင်းတက်တော့စားဖို့ရိတ်ခါကတော့900ဆာလောက်ပါတယ်အနောက်ကိုကြည့်ဆိုင်သွားလားချိုးကိုရောက်တယ်ဒီဘက်ကိုတော့မလှည့်လာနဲ့တော့ကဲတွားပြီတော့ဟုဆိုကမောင်ညွန့်ဟာမြင်းပေါက်ကိုတိုက်၍တွားမယ်အပြူနေပါအောင်လားတွားတော့မလို့လားအနောက်မှမိမပြုတ်ရဲ့အတန်ကိုကြားရ၍အာတင်ပြီးကြည့်လိုက်မိပါတယ်တာနောနဲ့တေလူမှာမိမိတို့ရဲ့အကြံတက်မှဆိုတဲ့ဖြစ်စိုးရိမ်နေကြပါတယ်နန်းစောဟာထိုလူနှစ်ဦးကိုမျက်စောင်းထိုးပြီးနောက်တခါတည်းတွားတော့မလို့လားနှုတ်မှမဆက်ဘူးလားခဏနေပါဦးလေဒီလိုတွားလို့ရှင်ရမ်းရံကြနေမှာပေါ့ဟုတ်ကဲ့ကျွန်တော်ပြန်မလို့ပါပဲဒီကကျွေးစုချင်တွေကလည်း6ရက်လောက်ပြည့်စုံသေးထားပြီးပါပြီအနာဖို့လည်းကောင်းလို့အခုကျမ်းမာခြင်းပဲပြန်มาတော့မယ်အိုးမဟုတ်တာဒီတော်ကြီးထဲမှာတအုပ်နဲ့တအူကုရကံပါလို့တွေ့ရတာပဲမိဖြစ်ဆွေဖြစ်နေဦးမှာပေါ့မပြန်มาနဲ့အောင်ယောဂကလည်းတက်တာခါစားဆိုတော့ရုတ်တရက်ထွက်သွားလို့ကောင်းတာမဟုတ်ဘူးအားရင်ပြည့်အောင်9ရက်6ရက်ဆက်နေလိုက်အောင်အမနာပါနဲ့ဟေးတေလူမင်းတို့မြင်းတွေကိုတင်ထားကြပြီတော့ထို့တို့ဆိုလိုက်ရာတာနောနဲ့တေလူဟာလည်းအကြံပြတ်ရပြီဟုတွေးတော့ကစိတ်အပြက်ကြီးပြက်ပြီးမိမိတို့မြင်းကိုတင်၍ပြန်ခဲကြပါတော့တယ်မောင်ညွန့်ဟာ3 ရက်နေပြီးပြန်တော့မယ်လို့တွေးထားတော့လဲမပြန်ခြင်းပဲဖြစ်လို့နေပါတယ်နန်းစောမှလည်းမောင်ညွန့်ကိုမြင်ပါများ၍ချစ်ခင်စုံမက်လေတယ်မောင်ညွန့်ဟာခေါင်းမှအနာရရှိထားတာကြောင့်အခါတလေတတိလက်လွတ်၍တောင်သွားမြောက်သွားလောက်တတ်ပါတယ်ဒါကိုနန်းစောကလည်းတိထားတာကြောင့်မောင်ညွန့်ကိုအေးပေးပြီးအိမ်ထဲမှခေါ်၍အနားယူစေပါတယ်ဒါကိုတာနောနဲ့တေလူတိကြလျင်များစွာဝင်တူကြပါတယ်တနေ့ညမှာနန်းစောနဲ့မောင်ညွန့်တို့ဟာအင်ကြီးအောက်စကားပြောဆိုရင်မှောင်စပြုတ်လာပါတယ်အမောင်ကြီးဆိုးပြီးနောက်လက်ရောင်ကလေးဟာပေါ်ထွက်လာပါတယ်လက်ရောင်ကလေးကိုမောကြည့်ရင်တာနောကအော်လာကလေးနဲ့လွမ်းဖို့ကောင်းလိုက်တာနန်းစောစလိုက်ရှိသေးလားအရင်တနေ့ကငုံဖို့ပေးထားတဲ့ဆေးတွေရောမရှိဘူးလားရှိပါတယ်နှုတ်ပေမဲ့ဆေးငုံရတာမူးလွန်းလို့စလိုက်တောက်ရှင်လို့ပါအောင်မယ်ရှင်ကစလိုက်တောက်ရှင်သေးတကူရှင်ဝယ်ထားတာကောရှိတကူတနာလို့ဆေးပေးထားတာအတန်ငုံနေတာမဟုတ်ဘူးလူဘာကဝကျင်သေးတယ်ပြောလိုက်ရာတာနောကစိတ်ထဲမှာမောင်ညွန့်ကတော့စလိုက်တောက်တာကိုမြင်တယ်မိမိတို့ကိုစင်းကိုပိုးတောင်မရတာအောင်ရှိနေတော့စိတ်ဆိုးကနတ်စောကကွာတောက်ရှင်လို့တောင်းတာဘယ်ကဝယ်ထားတာရှိမလဲဒီလိုပြောတာမကောင်းပါဘူးရှင်ကမကောင်းတော့ဘာလို့ရှင်သေးတယ်လဲဘာလို့ရှင်ရမလဲမင်းကစိတ်တွေမှန်တွေနဲ့အခုဘာဖြစ်နေတယ်လဲဘာဖြစ်ဖြစ်ကြောက်ကိုခံမပြောနဲ့အခုထွက်သွားပါတော့ချိန်မောင်းကြီးပြောဆိုလိုက်ရာဒေါရထွက်လျက်ထိုင်ရမှထပြီးတဲကလေးစီကိုပြန်သွားပါတော့တယ်တန်တော့ပြန်ပြီးနောက်နှစ်ဦးထက်ကြံတော့အခါမောင်ညွန့်ကအော်ဘာမဟုတ်တာကလေးနဲ့စိတ်ဆိုးကြတကူဒါနဲ့ကျွန်တော်တခုမေးစမ်းပြရစီတန်တော်တို့နဲ့မနန်းစောတို့ဟာဘာတော်ကြတယ်လဲနန်းစောကအိုးဘာမှမတော်ပါဘူးကျမဖေဖေကြီးပျောက်သွားပြီးသူတို့ရောက်လာကြတာကျမကလည်းမိခိုအားထားဖို့မရှိတာနဲ့လက်ခံထားတယ်ဒီအကောင်တွေကကောင်းတဲ့အကောင်တွေမဟုတ်ဘူးအရိတ်ခုခုအခက်ချချိုးတရေပေါ်အိပ်ပြီးတရေနာ
စားတဲ့ခွေးတွေပဲကျွေးသူရှင်ကိုကျွေးသူရှင်မှမသိဘူးသူတို့နှစ်ယောက်စလုံးကကျမကိုလိုချင်ကြတဲ့တော်ကြီးထဲမှာကျမကတော့ကြောက်ဆုပ်လုံနေရင်တော့ကျမကိုအတင်းကြံမှာအခုကျမကအလျှောက်မပေးလို့ညွတ်နေကြတာသူတို့နှစ်ယောက်ကိုမတက်အောင်လုပ်ထားလို့ကျမကနေတာသူတို့နှစ်ယောက်ကြာစီလုံးကြရင်ကျမကတော့မလွယ်ဘူးသူတို့ကိုလည်းနှင်မဝင့်ဘူးတော်ကြီးထဲမှာအဖော်မရှိအပေါင်းမရှိအဖေကြီးကလည်းမရှိကြတဲ့ကဒီလိုဖြစ်လာတာပါဖေရှိရင်တော့မဖြစ်ပါဘူးကျမအင်မတန်ကန်ဆိုးတယ်ဟုဆိုကမျက်ရည်များဝဲကျလာလေတယ်မောင်ညို့ဟာဂယုဏတက်ခါအိုးဘာကြောက်ဆရာရှိလဲကျွန်တော်ရှိရင်မကြောက်ပါနဲ့သူတို့ဒီလောက်မရဲပါဘူးကိုညွန့်ရှိရင်တော့မကြောက်ပါဘူးကိုညွန့်တွားရင်တော့ကျမပဲကြံရင်ခဲ့ရင်တော့သူတို့လက်တွင်းကိုကြားတော့မှာပဲဒါဖြစ်ရင်ကိုညွန့်မတွားဘူးဒီအကောင်တွေရှိနေတမျှကာလပတ်လုံးဒီအကောင်တွေနဲ့ရံမတီအောင်ဆောက်ချပါမယ်ကိုညွန့်ကိုတက်လုံးလက်ခံထားမလားဒီလိုနေရင်ကျမမှာဒီဘလူးကြီးတစ်ဖက်တွေကလက်ကရှမ်းတာဖို့ပါပဲနေမယ်ဆိုရင်ကျမခိုကိုရမဲ့မို့တကယ်ကျွေးသူချင်းကြီးပါပဲကိုညွန့်ကိုရောတော်ထဲမှာအတူတူနေရမှာမကြောက်ဘူးလားကိုညွန့်တို့လိုကောင်းမွန်လူဆိုရင်တော့ကျမမကြောက်ပါဘူးဟုတ်ရဲ့လားဟုတ်ပါတယ်ထော်တော့ဆိုလိုက်ရာမောင်ညွန့်ဟာနန်းစောကိုကွေးဖတ်လို့ထားမိပါတယ်အတန်ကြာမှအိတ်တန်တက်နေတော့ငှက်တို့ဟာနေရမရကြ၍ဆူချတော့အတန်ဖြင့်អော်လိုက်ရာမောင်ညွန့်မှလည်းတတိဝင်လာပြီးဖထားရမှာလွတ်လိုက်ပြီးနောက်မနန်းစောကျွန်တော်မေ့သွားတယ်ညလည်းနှက်ပြီးအိမ်ပေါ်ကိုတက်တော့ဟုတ်တယ်ပြန်တက်တော့မယ်ဒီညရှင်ဘယ်မှာအိတ်မလဲကျမအိမ်ဦးခန်းမှာအိတ်ပါလားကိစ္စမရှိပါဘူးတေလူနဲ့တွားပြီးအိတ်ကြတာပေါ့တေလူနဲ့အိတ်လို့ကောင်းရဲ့လားစောင့်မရှိပါမရှိနဲ့ကိစ္စမရှိပါဘူးဟိုမှာအိတ်ကောင်းပါတယ်ဒါဖြစ်ရင်ကျမသွားမယ်ဘ누구ကိုမှမပြောပါနဲ့တာနောနဲ့တေလူကိုသတိထားပါရှင့်ကိုမနာလိုကြဘူးသူတို့သိရင်ရန်ရှာလိမ့်မယ်တော်ရှင့်အိတ်ပြတ်နေမယ်မနှက်ဖြန်စောလာခဲ့ဟုတ်စိတ်ချပါထို့နောက်နန်းစောလဲအိမ်ပေါ်ကိုတက်သွားပါတော့တယ်မောင်ညွန့်ဟာတဲကလေးစီကိုမပြန်သေးပဲသူ့ဘဝရဲ့ဒုက္ခများကိုတွေးတောရင်းနဲ့တန်ရစ်ခဲ့လေတယ်အတန်ကြာတဲ့အခါအနောက်မှခြေတံကိုကြားတစ်ဖြစ်လှည့်ကြည့်ရာတေလူးကိုမြင်တွေ့လိုက်ပါတယ်။အော်ဆရာကမအိတ်သေးပဲကိုဘာလုပ်နေရလဲ။ဘာမှမလုပ်ပါဘူး။မအိတ်ရှင်နာနဲ့လာထိုင်နေတယ်။ကျွန်တော်လည်းမအိတ်ရှင်နာနဲ့လက်တရာထွက်ပြီးလမ်းလျှောက်နေတာဟိုဒီချောက်ရင်လက်တောက်ကွက်မှာဆရာနဲ့နန်းစောတို့ဆိုပြီးစကားဖြတ်ခါငါနဲ့နန်းစောဘာဖြစ်တဲ့တုံးမင်းဘာတွေလာပြောနေရလဲစိတ်မရှိပါနဲ့ဆရာလမ်းလျှောက်ရင်အမှတ်တမဲ့မြင်လိုက်မိလို့ပါဒါပေမဲ့ကျွန်တော်ကိုစိတ်ချပါနှုတ်လုံပါတယ်မောင်ညွန့်ဟာသူတို့နှစ်ဦးစလုံးကိုမြင်ရ၍သိရှိသွားပြီကိုတွေးတောလိုက်ရာအေးမင်းမလုံလဲဒီတော်ကြီးထဲမှာထူးထူးဆန်းဆန်းဘယ်လိုရှိမလဲဒါမဲ့လုံတော့ပိုကောင်းတာပေါ့ငါအတွက်တော့မဟုတ်ဘူးနန်းစောအတွက်စိုးရင်လို့ပြောတာဟုတ်ပါတယ်ဆရာဟုတ်ပါတယ်ဆရာတရိပ်မပေးရင်လည်းကျွန်တော်ကသိပါတယ်မပြောဘူးစိတ်ချပါနန်းစောကိုကျွန်တော်အင်မတန်ရှစ်ခင်ပါတယ်နန်းစောနဲ့ဆက်ပြီးဆရာကိုလည်းကျွန်တော်ရှစ်ခင်ဖို့ပါပဲနန်းစောအကျိုးကိုလိုရင်ဆရာအကျိုးကိုလည်းလိုပါပဲဒါကြောင့်ဆရာကိုတရိပ်တစ်ခုပေးချင်ပါတယ်ဩဗာများတော့နားထောင်ရတာပေါ့ဟုတ်ကဲ့ပြပြပါမယ်ဆရာတန်တော်ဆိုတဲ့အကောင်ကမိုက်ရှင်နဲ့နောက်ပြီးတဲလဲရုပ်မာတယ်နန်းစောကိုကျူးစုချင်လို့မတိတတ်ဖဲအပိုင်ကြံနေတာကျွန်တော်ပြောထားလို့မကြံဝင့်ဘူးသူမဟုတ်ခင်ဆရာဦးမှဖြစ်မယ်ဒီကောင်ကိုတနေ့နေ့နဲ့တုတ်တင်လိုက်တာပဲကောင်းမယ်ဆရာဘက်မှာကျွန်တော်ရှိမယ်ကျွန်တော်ရဲ့အဖော်ဆိုပေမဲ့သူ့မှာအကျင့်စိုးတွေရှိနေတယ်သူ့ဘက်ကိုလိုက်ဆရာမလို့ဘူးဆရာဘက်ကကူမယ်ဟုတ်တယ်မဟုတ်လားမောင်ညွန့်ဟာတေလူးကိုတေချာကြည့်ပြီးလူပုံဆိုးတဲ့လောက်အကြံလဲစိုးပေတယ်လို့မှတ်ချက်ချလိုက်လေတော့တယ်ယောက်ျားကျင့်ယောက်ျားကြံမကြံလျင်ယောက်ျားမပီတာဟုတွေးတော့ကဟေ့တေလူးမင်းကတာနောကိုကြောက်နေတယ်မဟုတ်လားမဟုတ်ပါဘူးဆရာအတွက်သတိပေးတာပါမင်းသတိပေးလဲဘာထိုးမလဲငါမှတာနောကိုမကြောက်တာတာနောကိုမပြောနဲ့သူ့တဆွေလုံးတစ်မျိုးလုံးလာရင်လဲငါမကြောက်ဘူးမင်းတို့လိုတရေဘောကြောင်တဲ့သူမဟုတ်ဘူးကွမဟုတ်ပါဘူးဆရာရဲ့မင်းမပြောနဲ့တော့ငါတော့ထွက်လာရင်ပို့ဆိုးလာမယ်
မင်းလဲမိမလိုအကောင်ပဲမင်းအကြံလဲငါသိတယ်ဆရာကိုကောင်းမှုပြောတာပါဒါဖြင့်ဆရာကမကောင်းမှုထင်ရင်ဒီအပြင်လူကိုကူသွားပါလိမ့်မယ်သွားပါငါသွားပါဆိုတော့အေးအေးသွားပါမင်းဘ누구ကိုကူမင်းနဲ့တာနောငါ့ကိုဘလို့ကြံမင်းတို့လူအကောင်မျိုးတွေကိုခွေးလေးကြပိုးလောက်ငါအရေးမလုပ်ပါဘူးကောင်းပြီဆရာစကားနဲ့ဆရာမှတ်ထားပါဆရာလဲကျွန်တော်တဲလာပြီးမအိတ်နဲ့တော့ဆရာကိုဒီနေ့ကစပြီးလက်မခံတော့ဘူး။အိုးငါအိတ်ရှင်တဲ့နေရာကိုအိတ်မယ်။မအိတ်ရှင်လည်းနေမယ်။မင်းအမိတ်ပေးစရာမလိုဘူး။ထို့တို့ပြောလိုက်ရာတေလူဟာဒေါရကိုထွက်လျက်တဲကလေးစီကိုပြန်သွားပါတော့တယ်။ဤသို့ဖြစ်ပွားပြီးများမကြမီတေလူရဲ့တဲကလေးထဲကိုဝင်ကမောင်ညွန့်ဟာအထုပ်များကိုကန်၍တဲပရင်ပေါက်ကိုဖွင့်လျက်အသင်အိတ်လေတယ်။တေလူဟာလည်းမိမိအကြံမအောင်တစ်ဖြစ်မိမိပြိုင်ဘက်ဖြစ်တော့တာနောနဲ့ပူပေါင်းမှရမယ်လို့တွေးတော့ကတာနောရဲ့တဲကလေးစီကိုထွက်တာလိုက်ပါတော့တယ်တာနောဟာမောင်ညွန့်ကိုမကြေမနက်ဖြစ်ကဒီညအဆုံးစီရင်မယ်လို့တွေးတော့ဟာဓားကိုကင်ပြီးတေလူရှိတဲ့တဲကလေးစီကိုထွက်လာလေတယ်ဓားကင်ပြီးထွက်လာတဲ့တာနောကိုတေလူအသင့်တွေးလိုက်ရပါတော့တယ်ထို့နောက်မောင်ညွန့်အိမ်မောကျတဲ့အချိန်ထိစောင့်ကတဲကလေးစီကိုဝင်သွားပါတော့တယ်တဲဟဲမှာရှေ့ပြစ်လက်ပြစ်အိပ်ပျော်နေတဲ့မောင်ညွန့်ကိုတွေ့ပြီးစိတ်ချပြီဟုထင်မှတ်ကဓာတ်နဲ့ရင်ဝါကိုထိုးမယ်အပြုမောင်ညွန့်ဟာအင်းထိုးကမျက်နှာကိုတစ်ဖက်လှည့်ပြီးပြုံးလို့နေပါတယ်လမ်းရောက်တဲ့မြင်တွေ့သွားတဲ့တာနောဟာအသေးချာကြည့်ပြီးမိမိလောက်ကြံမြေကိုသိနေသည့်အလားပြုံးပြနေသည်ဟုထင်မှတ်ကဝိနာဘဝများလို့ထင်မှတ်ခါထင်လိုက်ပါတော့တယ်ထို့နောက်ပြန်လှည့်ကတဲထဲမှထွက်လာခဲ့ပါတော့တယ်ဓားကိုင်ကထွက်လာတဲ့တန်တော်ကိုတေလူကအသင့်စောင့်ပြီးစကားဆိုလေတယ်ဘဲနဲ့လဲပြီးခဲ့မဟုတ်လားတန်တော်ကခေါင်းကိုခါပြလေတယ်ဘဲနဲ့မင်းမတက်ခဲ့ဘူးလားဘာဖြစ်တာလဲတန်တော်ကဓားကိုပြစ်ချလျက်ရော့မင်းသားမင်းဟာမင်းတော်တော့ငါမတက်ရှင်ဘာဖြစ်လို့လဲပြောစမ်းမအောင်လေနိုးသွားတာလားမနိုးပါဘူးအဲ့နေတာအသေးလိုပဲအနိုးဘာဖြစ်လို့ပြန်လာတာလဲတောက်ဆရာကြီးကွငါတက်လို့မရဘူးတက်မလို့ရွေလိုက်တော့သူ့မျက်နှာကြီးကငါ့ကိုပြောင်ပြနေသေးတယ်ပြုံကြီးဒါဖြစ်ရင်ခတ်ပါလားဘယ်နဲ့ကြံမလဲမင်းမတက်ဝင့်ရင်ငါလည်းမတက်ဝင့်ဘူးထို့တို့ပြောရင်းနဲ့နှစ်ဦးသားဟာတညလုံးမအိပ်ဝင့်တော့ပဲအကြံထောက်ကနေကြပါတော့တယ်မောင်ညွန့်ဟာ၎င်းတို့အကြံစီအားလုံးကိုသိလေတယ်။တာနောတက်ထဲဝင်လာတာလည်းသိတယ်။ဓာဖြစ်ရွယ်တာကိုလည်းသိတယ်။ဤသို့နေရခြင်းမှာထိုလူနှစ်ဦးကိုစမ်းသပ်ရှင်တာကြောင့်ငြိမ်နေရခြင်းပဲဖြစ်လေတော့တယ်။နောက်တစ်နေ့ရောက်တော့အခါပုံမှန်အတိုင်းအင်ကြီးစီမှာချက်ပြုတ်စားတောက်ပြီးတော့နေကြတယ်။သုံးသားဟာတယောက်ကိုတယောက်အကဲခတ်၍အိမ်ဒီမပြတ်လောက်ကင်နေကြပါတော့တယ်။ညနေကိုရောက်တော့အခါမောင်ညွန့်နဲ့တာနောနန်းစောတို့ဟာစကားပြောရင်းထိုင်နေကြတယ်။များမကြာမီတော်ရန်ကလေးပတ်မှတေလူဟာခင်းစည်းကိုထမ်းလျက်တာနောကိုမြင်လျင်ဟိတ်တာနောလာအောင်ဟဆိုကခေါ်လိုက်လေတယ်။တာနောလည်းအိမ်မထွက်၍လိုက်သွားပါတော့တယ်။ထို့တို့နန်းစောနဲ့မောင်ညွန့်နှစ်ဦးသားကြံလျင်နန်းစောကကိုညွန့်ညကကျမတို့အကြောင်းကိုဟိုလူတွေသိလေလား။ဘာသိလို့ဘာကိစ္စလဲ။ကျမတို့အကြောင်းကိုလေဘာအကြောင်းလို့ဟုတ်မေးရနန်းစောဟာညကအဖြစ်ပြတ်တို့ကိုမောင်ညွန့်ကစားเสียလို့ကြက်ရဲ့ပြုတ်လေသလားဟုတွေးတော့ရာကိုညွန့်မေ့နေပြီလားဘာကိုမေးရမှာတော့ညကဟိုဟာတွေလေညကဘာတွေလဲအိုးဘာတော့ပြောင်းနေတာလားပြောင်းချော်မလုပ်ပါနဲ့မပြောင်းပါဘူးဘာတွေတော့ကျုပ်တော့မမှတ်မိဘူးအိုးရှင်တကယ်မမှတ်မိဘူးပေါ့ဟုတ်မမှတ်မိဘူးညကလေလက်တာကွက်လက်ကလေးမှာကျမတို့ထိုင်နေတာလေမညာပါနဲ့ဆိုရာနန်းစောဟာအစဖော်ပေးလိုက်တဲ့ဖြစ်မောင်ညွန့်ဟာအသေးချာတွေးတောရင်းတတိဝင်လာလေတယ်အမှန်မှာနန်းစောအားဂယုဏတက်၍ပွေဖက်ပြီးမှဆောက်ရှောက်ပါမယ်နန်းစောအနာတစ်သက်လုံးခေါ်ထားနိုင်မလားဆိုခဲ့သည်မဟုတ်ပါလားနန်းစောဟာထိုအပြုတ်မှုကိုချစ်ကြောင်ကြိုက်ကြောင်ထင်မှတ်ကမောင်ညွန့်အားပြန်၍မေးနေခြင်းဖြစ်လေတော့တယ်
ရှင်တွေးမိပြီလားကျုပ်တော့မှားတယ်ထင်တယ်ညကမတ်နန်းစောကိုကျုပ်ဖတ်မိတယ်နှုတ်ပင်မဲ့ဘလို့မှမအောင်မိပါနဲ့ထို့တော့ဆိုလိုက်ရာချွင်ပြနေတော့နန်းစောရဲ့မျက်နှာဟာချက်ချင်းဆိုသလိုညိုမဲခတ်ထန်လာပါတော့တယ်ဘာပြောတယ်ဘလို့မှမအောင်မိပါနဲ့ဒါဖြစ်ရင်ညကရှင်ပြောတာတွေဟာကျုပ်ကိုညာတယ်ပေါ့တက်တက်တမင်လှည့်ပြကစားတာလားအိုးဒီလိုလဲမဟုတ်ပါဘူးကျုပ်စိတ်ကမနှန်းစောပေါ်ဘာစိတ်မှမထားပါဘူးညကတတိမိလျော်လို့နေမှာပါဒီအကြောင်းကြောင့်ကျုပ်ပေါ်စိတ်ထဲမထားပါနဲ့ဒါဖြစ်ရင်ရှင်ကျမကိုလုံးလုံးလှည့်စားလိုက်တာပေါ့ဒါတက်တက်ကျမကိုအဆက်ခွဲတာထို့တော့ဆိုရာမောင်ညွန့်ကိုလက်ညှိုးဖြစ်ထိုးကာရှင်မျက်နှာကိုမကြည့်ပြရစေနဲ့တော့ထွက်သွားပါဟုဆိုရာလက်ကခါမှရှိတော့ဓမြောင်စီစမ်းနေတာကိုတွေ့ရတော့ကြောင့်မောင်ညွန့်ဟာလည်းမလျှော့မော့တော့ပဲနဲ့အင်ကြီးစီကနေထွက်သွားပါတော့တယ်ညတို့ရောက်တော့အခါနန်းစောဟာဝရဏနာမှထိုင်၍မျက်ရည်များစီးကြကငိုနေပါတော့တယ်အမောင်ထဲမှနေတဲ့တာနောကနန်းစောဘာဖြစ်တာလဲမေးရဘာမှမပြောနိုင်ပဲငိုမြဲတိုင်းငိုနေတယ်နန်းစောဘာဖြစ်တယ်လဲဟိုကောင်စော်ကားလာလားမေးရနန်းစောကတာနောဘာတွေလာမေးနေရလဲမင်းကိစ္စမဟုတ်ဘူးမဆိုင်ရင်ဝင်မရှုပ်နဲ့ပြောရအခန်းထဲကိုဝင်သွားပါတော့တယ်အတန်ကြာတဲ့အခါဒုံဒိုင်းတိုင်းအတက်များကြားရပြီးနောက်တေလူအနာကက်ကဘာဖြစ်တာလဲလို့မေးလိုက်ရာတာနောကကာလဝိပတ်နောက်ပို့တက်ဆိုတာဒါမျိုးပေါ့တို့ကိုနှိပ်စက်သမျှအခုတော့ခံရပြီတို့တွေကြတော့မတူမတန်တယ်လို့နဲ့ဟိုအကောင်နေနေတာသူ့ကိုချစ်လို့နေတာမဟုတ်ဘူးခေါင်းထိပြီးကြောင်ချောက်ချားဖြစ်နေတာအခုတော့တတိယသွားပြီလေသူ့ကိုမကြိုက်ဘူးညင်းတာပေါ့ဟာတကယ်ပဲလားတကယ်ပေါ့ငါအရှိမဟိုအကောင်ကညင်းတာပဲတကယ်ဟန်ကြတာပဲအခုမှတို့အတွက်အခွင့်တာတာဖွေးကောင်ကိုရိုက်နှက်ပြီးမြင်းပေါ်တင်လှွှလိုက်မယ်ဘဲနဲ့လဲကဲသွားကြမယ်ဘယ်ကိုလဲကွာဟိုအကောင်စီကိုလေမင်းနဲ့ငါနှစ်ယောက်ဆိုရင်နိုင်ပါတယ်ဒီအကောင်ကိုငါကြောက်တယ်ဟာလာပါမင်းမလုပ်ရပါဘူးငါလုပ်မယ်မင်းကကူယုံပါဆိုလိုက်ရာနှစ်ဦးသားတိုင်ပင်ပြီးလိုက်သွားပါတော့တယ်မောင်ညွန့်ဟာစမ်းချောင်းကလေးကိုကြည့်လျက်ကပူပေါ်မှာထိုင်၍နေပါတော့တယ်ဒါကိုမြင်တဲ့တာနောနဲ့တေလူဟာလူခွဲပြီးညှက်၍ကတ်သွားပါတော့တယ်မောင်ညွန့်ဟာငေးမောပြီးတွေးတောနေတာကြောင့်ပတ်ဝန်းကျင်ကိုသတိမရနေပါရုတ်တရက်လက်တိချက်တွေဝင်လာပြီးလောက်ကြံခံရတာကြောင့်မြေပြင်ပေါ်သို့လဲကျသွားလေတော့တယ်မောင်ညွန့်ဟာခွစီ၍9ချက်6ချက်မျှအထိုးခံရပြီးနောက်သတိဝင်ကအားအကုန်ယုံ၍ထပါတော့တယ်ထိုလူတွေကိုလည်းပြန်၍ခုခံပါတယ်မောင်ညွန့်ရုံထွက်ပြီးနောက်ကြည့်လိုက်ရာရန်သူဟာတာနောနဲ့တေလူဖြစ်နေပါတော့တယ်မောင်ညွန့်ဟာထိုလူနှစ်ဦးကိုဝင်ရိပ်တိုက်ခိုက်ရာတောင်တော်စီကိုပြင်းထန်သောလက်တိချက်များဖြင့်ဆင့်ကဝင်၍သွားပါတော့တယ်တာနောလည်းလွတ်ဆင်ပြီးတော့မှကျသွားပါတယ်တေလူဟာတာနောလွတ်ဆင်ကျတာဒီကိုတွေ့ရတဲ့ဖြစ်ရှေ့ကိုမတိုးဝင့်ပဲနဲ့အနောက်ကိုပြန်ပြီးဆုတ်ခါတော်ကြီးတဲကိုဝင်၍ပြေးပြီးသွားပါတော့တယ်တာနောမှာလဲကြတော့နေရာမှမောင်ညွန့်ဟာလင်မင်းကိုညှစ်၍ပြင်းထန်သောလက်တိချက်များဖြင့်ထိုးလိုက်ပါတော့တယ်တာနောဟာမောင်ညွန့်ရဲ့လက်ထဲ၌မိမျော၍သွားပါတော့တယ်ခန္ဓာကိုယ်မှာလည်းပြော့ခွေ၍အသက်ရှူနေဒီကိုမတွေ့ရတော့ပါခြေနဲ့ကန်ကြောက်ပြီးတေလူးကိုလှဲ့ရှာရာတေလူးကိုလည်းဘလို့မှမတွေ့ရတော့ပါတေလူးမှာမောင်ညွန့်ရံကိုကြောက်တာကြောင့်တော်ကြီးထဲကိုထွက်ပြေးခဲ့ရာ2မိုင်ခန့်အကွာအဝေးကိုရောက်တော့အခါစိတ်ရှားရပြီဟုထင်ကရပ်တန့်ပြီးအမောဖြစ်နေပါတော့တယ်မိမိလာတဲ့လမ်းမှာလူမတွေ့ရွာမတွေ့ဖိုရမဲ့ဖြစ်လို့နေပါတယ်တေလူဟာတော်ကြီးထဲမှာတညတာတယောက်တည်းအိတ်ဆက်၍နေရပါတော့တယ်နောက်တစ်နေ့မိုးလင်းတော့အခါတွားစရာမရှိဖြစ်နေ၍မိတို့ဆက်လုပ်ရမိကိုတွေးတော့အခါအင်ကြီးစီကိုပြန်ကမောင်ညွန့်ကြံလျင်ခြေတလုံးဖက်အတနာခံပြီးတောင်းနေမယ်လို့တွေးတော့လိုက်ပါတယ်အကယ်၍တာနောကြံခဲ့ရင်လည်းအတူတူနေဖို့တောင်းနေမယ်ဟုတွေးတော့လို့နေပါတယ်အကယ်၍နှစ်ယောက်စလုံးမရှိခဲ့ရင်တေဆုံးသွားခဲ့တယ်ဆိုရင်တော့နန်းစောလေးကိုသူတူဦးတာပိုင်ပြီးဟုတွေးတော့ဟာတယောက်တည်းတဘောအကြကြီးကြလျက်
အင်ကြီးစီကိုပြန်၍သွားပါတော့တယ်ဤတို့လာခဲ့ရာခြုံတခြုံရဲ့အကွယ်ဘက်မှာမိကိုတလှလူနဲ့လူ2ယောက်ထမင်းဟင်းချက်စားနေတာကိုမြင်တွေ့သွားပါတော့တယ်တေလူအနားကိုတိုးရီကတ်သွားတော့အခါထိုလူ2ယောက်မှာတေလူကိုမြင်တဲ့အခါဓားများကိုအလျင်မြန်ဆွဲယူလျက်အသစ်ပြင်ထားလိုက်ပါတော့တယ်ထိုအခါတေလူကမကြောက်ကြပါနဲ့ခမညာကျွန်တော်မှာဘာမှမပါပါဘူးခမညာခမညာတို့ကဘယ်အရက်ကလဲကျုပ်တို့ကလာချိုးဘက်ကပါဘာကိစ္စနဲ့လာတယ်လဲချွေလာချတာလားဟုတ်ပါတယ်ခမညာအော်ဘယ်နဲ့ဒီမှာစကန်ရှာတယ်လဲဟိုမှာအင်ကြီးတဲ့အိမ်ချိတယ်မတွေ့ဘူးလားအဘက်ကိုသွားရင်ကောက်ကောက်တဲခူရမှာရပါတယ်ဗျာကိစ္စမရှိပါဘူးတေလူဟာအကြံဓမ္မဖြစ်တာကြောင့်ထိုလူများနဲ့ပူပေါင်းလျင်နန်းစောကိုရနိုင်ပြီဟုတွေးတော့ကထိုလူ2ဦးကိုစီယုံပါတော့တယ်မိတ်ဆွေတို့ချွေချရင်ဟိုမှာချွေတွေတပုံကြီးရနိုင်တယ်ဆိုလိုက်ရာထိုလူ2ဦးမှလည်းတယောက်ကိုတယောက်မျက်စံပြပြလိုက်ပြီးကြည့်လေတယ်တေလူကဟိုအိမ်ကြီးမှာနန်းစောဆိုတာရှိတယ်ချွေတွေမှအများကြီးကျုပ်တယောက်တည်းမစွမ်းနိုင်ဘူးရဲ့အဖော်ချနေတာဆိုပါတော့အားကိုးခြင်းအားကိုးလို့ရနိုင်ပါတယ်လာထိုင်ပါဦးထို့နောက်သုံးသားတို့ဟာစကားပြော၍မိတ်ဆွေဖြစ်သွားကြပါတော့တယ်ခမရတို့ကချွေတွေအကုန်ယူပါဗျာကျုပ်မရလဲဘာမှမဖြစ်ဘူးဘာဖြစ်ရင်ခမရကဘာယူဖို့လဲကျုပ်လားကျုပ်ကအဲ့အင်ကြီးမှာရှိတဲ့နန်းစောကိုယူချင်တာချွေရှိတဲ့နေရာကိုတော့ခမရတို့ကိုပြမယ်ခမရတို့ကမိန်းကလေးကိုဖမ်းပြီးကျုပ်မြင်းဘော်ကိုတင်ပေးလိုက်ဒီလောက်ပဲရပြီကျန်တဲ့လူကတော့မောင်ညွန့်တယောက်ပဲကြံမယ်မောင်ညွန့်ကတော့မကြခင်ကဒဏ်ရာနဲ့တောဆက်ကလေးမှတွေးလို့ကျုပ်တို့ပြုစုထားတာဗျဒါပေမဲ့တို့က3ယောက်ဆိုတော့စိတ်မှုပါနဲ့သူ့ကိုနိုင်ပါတယ်ထို့တို့3နဲ့တိုင်ပင်ပြီးလျင်နေဝင်ချိန်မှတွားမယ်ဟုဆိုတာထမင်းချက်၍အချိန်ဆိုင်နေပါတော့တယ်အင်ကြီးမှရှိတော့နန်းစောဟာအဲ့ရထဲမှာလူးလို့ရင်ငွေကျွေးဝမ်းနဲ့နေချပါတော့တယ်နေမိုးတဲ့ချိန်တာတော့တေလူရံများမကြားတာကြောင့်6ကက်ကဖြစ်နေတဲ့အခါနန်းစောဟာအပြင်ထွက်၍ကြည့်ပါတော့တယ်မိတူမျှမတွေ့တေလူတို့တဲကလေးစီကိုလည်းတွားပြီးကြည့်လိုက်ရာအဲ့ပျော်နေတော့မောင်ညွန့်ကိုတွေ့လိုက်ရပါတော့တယ်မောင်ညွန့်ကိုမြင်တဲ့အခါဒေါရများထွက်၍မိတို့လောက်ကြံရမိကိုတွေးတော်ရင်းဒေါရပုံထလို့နေပါတယ်ညနေဆောင်အချိန်ကိုရောက်လာတဲ့အခါလူတန်တက်တဲ့ကိုကြားလိုက်ရတာကြောင့်နန်းစောဟာခြုံအွယ်မှာပုံနေရင်နားထောင်မိလိုက်ပါတယ်မောင်ညွန့်ဆိုတာတို့ရန်သူတော်ဖြစ်နေမလားဟုတ်ပါမလားဟုတ်နိုင်လောက်တယ်တို့နောက်လိုက်လာတော့ကတို့ဖြတ်ခဲ့တဲ့စမ်းကြောင်းကလေးနာပဲဟုတ်ရင်တော့ကိစ္စတော့မှာပေါ့သူရှိနေရင်ရန်ကမအေးဘူးဤသို့ဆိုရာစကားပြောနေတာကိုနန်းစောကကြားသွားပြီးနောက်မောင်ညွန့်ရဲ့ရန်သူဖြစ်နေတာကိုသိလိုက်ရလေတယ်ထို့နောက်ခြုံထဲမှထွက်၍ရှင်တို့ကဘယ်ကလာကြသလဲကျွန်တော်တို့ကခီးသွားတွေပါတဲခိုဖို့နေရာများရမလားလို့ပါဟာဟာဟာရှင်တို့အတော်ဟန်ဆောင်ကောင်းတဲ့တာပဲအစောကပြောတာကျမအားလုံးကြားတယ်ကျမတဘောတူတယ်ရှင်တို့တက်လို့ရအောင်လဲကူညီပေးမယ်လောဆယ်မိုးမချုပ်သေးလို့စိတ်မချရဘူးညအချိန်မှတက်ကြတာပေါ့သူရှိတဲ့နေရာကိုပြပေးမယ်တက်လိုက်ရင်ကျမကငွေထပ်ပေးအောင်မယ်ဘယ်နဲ့လဲထို့တို့ဆိုလိုက်ရာရန်သူကိုလည်းတက်ငွေလည်းရမယ်ဆိုတော့များစွာတဘောကြပြီးလက်ခံလိုက်ပါတော့တယ်ထိုလူတို့ဟာညအချိန်စောင့်ရမှာဖြစ်တဲ့အတွက်တောဆက်ကလေးစီပြန်လှည့်သွားရင်တယောက်ကိုတယောက်စကားဆိုလေတယ်ငါတော့ကောင်မလေးကိုမြင်ပြီးဘလို့ဖြစ်သွားတယ်လည်းမသိဘူးချွေရောလူရောအပိုင်သိမ်းမြင်ပြီးအခုအနေထားဟာသူတို့တွေမတင်မြတ်တာကြောင့်နွားကောချိန်ကြာဆိုးရမှာပဲအေးဗျတော်ဟဲ့မှာမိမရဖို့တော့ကံပါလာပြီထင်တယ်ဟာဟာဟာပြောဆိုရင်ရီမောနေကြပါတော့တယ်နေဝင်ပြီးမိုးချုပ်သွားတဲ့အချိန်မှာအမောင်တို့ဟာကြည်ဆိုးပြီးကြဲရောင်လက်ရောင်ကလေးများထွက်လို့လာပါတယ်ထိုအခါအမောင်ကြီးထဲမှာအရိပ်မဲ3ခုဟာနန်းစောရှိရာတို့ရောက်လို့လာပါတယ်ထိုအရိပ်ဟာညနေကတေလူးနဲ့လူ2ယောက်တို့ပဲဖြစ်ပါတယ်ရှင်တို့ရောက်ကြပြီလားဟုတ်ရောက်ပြီဒါဆိုတဲရှိရာကိုသွားမယ်အဲ့မှာမောင်ညွန့်အိတ်နေတယ်
ပြောဆိုပြီးတဲရှိရာကိုဦးတဲ၍ဝင်သွားပါတော့တယ်တဲအနားကိုရောက်တော့အခါထိုလူနှစ်ယောက်မှာတယောက်ကဓားကိုကင်ပြီးအရှိကနေအရင်ဝင်လေတယ်သူ့အနောက်မှာနန်းစောပါဝင်ပြီးနောက်လက်ရောက်မထင်မရှားနဲ့မြင်တွေ့နေရတဲ့မောင်ညွန့်ဟာအိမ်မောကြပြီးမျက်နှာတို့မှာအပြက်ကင်းတယ်လို့ရှိလေတယ်နန်းစောဟာမောင်ညွန့်မျက်နှာကလေးကိုကြည့်ပြီးနောက်ရုပ်နာများဖြစ်ခါတနာလို့နေပါတယ်မိမိဟာချရရန်ပြီးအခုလိုမကြံစီဝင့်လို့တွေးတော့ကစိတ်ပြောင်းသွားလေတယ်ထို့နောက်မောင်ညွန့်ကိုတတ်ဖို့အစင်တစ်ချိန်ရထားတဲ့သူကိုခါးကြားထဲမှဓမြောင်ကိုထုတ်ပြီးတအားစောင်းယူထိုးလိုက်ပါတော့တယ်အားဆိုတဲ့အတန်နဲ့အတူအိတ်နေတဲ့မောင်ညွန့်ပေါ်ကိုလဲ၍ကျသွားပါတော့တယ်နန်းစောလဲကျပြီးတနက်တန်ကြားလိုက်ရတာကြောင့်မောင်ညွန့်ဟာတရိဝင်လာလေတယ်မိမိရဲ့ရန်သူရောက်နေပြီဟုထင်ကနောက်ထပ်မောင်မဖြုတ်မီတနက်ကိုဆွဲဖမ်း၍ပြင်းထန်တဲ့လက်တီးချက်တို့ဖြင့်ထိုးတက်လိုက်ပါတော့တယ်အနောက်မှာတေလူကလည်းဝင်လာ၍တပ်ပုတ်လုံးထွေးကြပြန်လေတယ်သုံးရဟာတပ်ပုတ်လုံးထွေးရင်အာယုံတက်ချိန်အချိန်ကြာမှတေလူနဲ့ကြံသူတယောက်ဟာမောင်ညိုးရဲ့လက်ချက်ဖြင့်အသက်ကင်းမဲ့သွားပါတော့တယ်ညအချိန်ဖြစ်တာကြောင့်မိသူဖြစ်တယ်ဆိုတာကိုကောင်းစွာမသိရှိရမိုးစစ်စင်လင်းတာမှကြည့်လိုက်တော့အခါတေလူနဲ့သူ့စီကရွှေလူသွားတဲ့လူနှစ်ဦးတေဆုံးနေတာကိုတွေ့လိုက်ရပါတော့တယ်တနက်တန်ရဖြင့်တေဆုံးနေတဲ့နန်းစောကိုတွေ့တော့အခါမောင်ညွန့်ဟာများစွာစိတ်မကောင်းဖြစ်သွားလေတယ်ခဏအကြာမောင်ညွန့်တရိယာကထိုလူနှစ်ဦးစီကအထောက်ကိုရှာပါတော့တယ်သူ့စီကလူယူသွားတော့ရွှေတော့ကိုပြန်တွေ့ရ၍လွန်စွာဝမ်းသာတော့ပါတော့တယ်ရွှေတော့လက်ထဲကိုရောက်လာမှပဲမက်ခင်ဆွေလေးကိုတရိယာ၍အိမ်ပြန်လန်းကိုခီးနှင်လိုက်ပါတော့တယ်နောက်ဆုံးကအန်ဒီရီကိုကြော်ဖြတ်ပြီးနောက်မက်ခင်ဆွေလေးနဲ့ချမ်းသာပျော်ပါစွာနေဖို့တာဖြစ်ပေတော့တရီဟုတ်ကဲ့မိတ်ဆွေများခင်ဗျာအခုကျွန်တော်တင်ဆက်ပေးလိုက်တဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာဇေယရဲ့တောကြီးမာယာပဲဖြစ်ပါတယ်ခင်ဗျာအခုအစီအစဉ်လေးကိုတိုက်နေတတ်မလို့ထင်ပါတယ်ခင်ဗျာပြီးဆုံးအောင်လိုက်ပါနားထောင်ပေးတဲ့မိတ်ဆွေများကိုလည်းကျေးဇူးအထူးတင်ပါတယ်ခင်ဗျာအခုလိုမျိုးစိတ်ဝင်စားစရာဗီဒီယိုလေးတွေကိုလက်မလွတ်တမ်းကြည့်ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးတော့support ပေးခလို့ရပါတယ်ခင်ဗျာကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူကိုပိုင်စိုးပဲဖြစ်ပါတယ်ခင်ဗျာ